တာဆောင်ရွက်ကြမယ်တငယ်ချင်းများတို့ရဲ့ရရွာကျူကိုတဲဖို့ကြစို့တငယ်ချင်းများတို့ရဲ့ပရာဟိတဆောင်ရွက်ကြမယ်တငယ်ချင်းများတို့ရဲ့ရရွာကျူကိုတဲဖို့ကြစို့တငယ်ချင်းများတို့ရဲ့လက်နေသူဆွေကူကတွဲထူကြမယ်မွေးနေသူဖေးကူကပေးလူကြမယ်အားငယ်သူလည်းအားပေးမယ်ရရွာကျိုးဖို့တဲဖို့ကြစို့တကယ်ချင်းများတို့ရဲ့လဲနေသူဆွေကူကတွဲထူကြမယ်မွေးနေသူဖေးကူကပေးလူကြမယ်အားငယ်သူလည်းအားပေးမယ်ရရွာကျိုးဖို့တဲဖို့ကြစို့တကယ်ချင်းများတို့ရဲ့ဘာသာရေးလဲဆောင်ရွက်မယ်တငယ်ချင်းတို့ရဲ့လူမှုရေးလဲကူညီမယ်တငယ်ချင်းတို့ရဲ့ကျမရေးလဲဆောက်ရှောက်ဖို့ွယ်တငယ်ချင်းတို့တွားကြမယ်ဘာသာရေးလဲဆောင်ရွက်မယ်တငယ်ချင်းတို့ရဲ့လူမှုရေးလဲကူညီမယ်တငယ်ချင်းတို့ရဲ့ကျမရေးလဲဆောက်ရှောက်ဖို့ွယ်တငယ်ချင်းတို့တွားကြမယ်တွေးလို့ရင်တွေးလို့မယ်ဆေးလို့ရင်ဆေးလို့မယ်စွမ်းနိုင်ရာကကူညီကြမယ်တရားပွဲတော်သွားလို့တော့ဝေယဝဆပြုကြမယ်ဝေဗလာကိုင်ကလူကဖွဲ့မယ်နိဗ္ဗာန်စောလဲလောက်ကြမယ်အများကျိုးအတွက်ဆောင်ရွက်မယ်ပရဟိတအဖွဲ့ပေါ်ွယ်မြင့်မြတ်တဲ့နှလုံးသားနဲ့ပရဟိတကုသိုလ်ယူကြမယ်ပရ